New Hero ဆိုတာလေးထွက်လာပြီးဆိုတော့ဆိုတာလေးကင်မို့ဆိုပြီးတော့ဂိမ်းထဲကိုဝင်လိုက်ပါတယ်။ရောက်ချင်းမှာစောင့်နေထင်ဆိုသလိုပဲဆိုတာကင်မို့ရှာနေနေဆိုတာသူများလူသွားပြီးငါမကင်လိုက်ရအောင်။ဒါနဲ့ပဲဆက်လီနာကင်မယ်ဆုံးဖြတ်လိုက်တယ်။ဂိမ်းထဲရောက်ချင်းမှာပဲ line ကတော့မြင်တဲ့အတိုင်းပဲအမှရာသီလာနေတယ်။ Network boost ဖို့အတွက် Wi-Fi နဲ့ internet တွေသုံးတော့လဲပင်ကကြမလား။ Wi-Fi ကြီးပဲဖွင့်တော့လဲကြမလား။ internet ကြီးပဲဖွင့်တော့လဲကြမလား။ကိုတယောက်ပဲဖြစ်နေရလားဆိုတော့လည်းမဟုတ်ပြန်ဘူး။အဲ့ဒါပဲဟိုမှာချောင်းကြီးရက်နေတာကိုပြစ်လိုက်တာမထိဘူးတဲ့ဟေးကုတ်ပြီးလောက်လိုက်မှာပဲသိရတယ်။အော်တော်မေးပြော။ဘွဲကတော့ဆန္ဒချလိုက်ရတယ်။တော်သေးတာပေါ့ဆိုတာမကင်ပြီးလို့ဆိုတာကင်လိုက်လို့ရှိရင်တော့ဒီ win rate ကတော့ဆိုတာက win rate 0ဖြစ်တော့မှာမေးပြော။အခုဆိုရင်တော့ New Hero ဆိုတာကဒီဇင်ဘာ18ရက်နေ့မှာရောက်လာပြီပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဘယ်တဲ့ point 3000နဲ့ဝယ်လို့ရတယ်လို့မျိုးပဲ diamond ရှိရဲ့သူက diamond နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်။ skin ဝယ်မဲ့သူတွေက diamond 20ကိုပုံနဲ့ဆိုလို့ရှိရင်တော့30လုံးကုန်ကြမှာဖြစ်ပြီးတော့ diamond နဲ့ဝယ်ခြင်းတဲ့သူတွေက new rival token မှာလှည့်လို့ရမှာဖြစ်ပါတယ်။ wiki မှာတော့ token 359ရှိရမို့လို့10 inch တော့နှစ်ခါလဲမှာဖြစ်ပါတယ်။10 inch တော့တစ်ခုကိုဆိုလို့ရှိရင်တော့ ticket 9ခုကုန်တယ်။10 inch တော့နှစ်ခါလဲရင်လည်းပဲအမှ New Hero ဆိုတာ skin ကြီးကိုပေါက်သွားတာဖြစ်ပါတယ်။ဒီတော့ ticket လုံလောက်ရှိတယ်ဆိုလို့ရှိရင်တော့အဲ့ဒီ event မှာသွားဆန်းပြီးတော့ဖောက်ကြဖို့ပဲပြောချင်ပါတယ်။ ticket လုံလောက်မရှိဘူးဆိုလို့ရှိရင်တော့မဖောက်ပါနဲ့။ကျေးဇူး။ New Hero ဆိုတာကform ပုံစံ2မျိုးရှိတဲ့ hero ဖြစ်တယ်။ basic တက်မှာဆိုလို့ရှိရင်တော့ trade 2ပြောစရာမရှိပဲလက်သီးနဲ့ထိုးတယ်။ skill 1မှာဆိုလို့ရှိရင်တော့ဘဲညာ2ချက်ထိုးပြီးတော့ရှေ့ကိုထိုးလိုက်တာဖြစ်ပါတယ်။ skill 1ကိုအဝေးကနေထိုးမယ်ဆိုလို့ရှိရင်တော့ဘဲညာ2ချက် damage ကမထိတာဖြစ်တဲ့ကြောင့်မလို့အနီးကပ်ကနေပြီးတော့ skill 1ကိုသုံးမယ်ဆိုလို့ရှိရင်တော့ဘဲညာ2ချက်ထိုးတဲ့ damage ထိတဲ့ကြောင့်မလို့ဒီလိုမျိုးကပို့ပြီးတော့သုံးသင့်ပါတယ်။ K2 ကတော့ blink ပုံစံဖြစ်တယ်။ဒီတိုင်းပဲသုံးမယ်ဆိုရင်တိတ်ပြီးတော့မထူးကြပါမယ်။ enemy ကြားထဲသုံးမယ်ဆိုလို့ရှိရင်တော့ damage ပေးတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ပထမကပြောခဲ့သလိုပဲဆိုတာက ultimate form 2မျိုးသုံးလို့ရတယ်။ဘယ်ဘက်ကိုသုံးမယ်ဆိုလို့ရှိရင်တော့လျှက်စီးအဖြစ်နဲ့ပြောင်းသွားမှာဖြစ်ပါတယ်။ဒါကိုတော့လူကြားထဲမှာသုံးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်။လူကြားထဲမှာမသုံးဘူးဆိုလို့ရှိရင်တော့လျှက်စီး form ကကြတော့လဟတ်တက်ဖြစ်သွားမှာပါ။ form ပြောင်းပြီးရတဲ့ enemy ကြားထဲရောက်ပြီဆိုလို့ရှိရင်တော့ passive ပြအောင်ဖြစ်ရမှာပါ။ passive အနေနဲ့5ခုရှိပြီးတော့ skill 1 skill 2သုံးပြီးတော့ enemy ကိုထိအောင်သုံးမယ်ဆိုလို့ရှိရင်တော့ passive အနေနဲ့ပွင့်လာမှာဖြစ်ပြီး ultimate လျှက်စီး form ကိုသုံးလို့ရမှာဖြစ်ပါတယ်။ဒါဘက်က ultimate ကတော့ရေခဲ form ဖြစ်ပြီးတော့ enemy ကြားထဲမသုံးဘူးဆိုလို့ရှိရင်ထူးခြားမှုမရှိဘဲနဲ့ enemy ကြားထဲသုံးလိုက်ပြီဆိုလို့ရှိရင်တော့ enemy တွေကိုတစုတစည်းနဲ့ဖြစ်သွားစေမှာပါပြောရမယ်ဆိုလို့ရှိရင်တော့ Tiger ရဲ့ ultimate နဲ့တူပါတယ်သူကလည်းခုနကတော့ငါ form ပုံစံမျိုးပဲ skill 1 skill 2သုံးပြီး passive ပြအောင်လုပ်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးလက်သီးနဲ့တစ်ချက်ချင်းစီထိုးနေမှာဖြစ်ပါတယ်ဒီ form တစ်ခုမှာမတူတာကဘာလဲဆိုလို့ရှိရင်တော့လျှက်စီ form နဲ့သုံးမယ်ဆိုလို့ရှိရင် enemy ကိုစတိုက်ထိုးနေမှာဖြစ်ပြီးတော့ရေခဲ form နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ enemy ကိုတစ်ချက်ချင်းစီထိုးတာကိုပဲမြင်တွေ့နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ New Hero ဆိုတာနဲ့ပတ်သက်ပြီးတော့အကြမ်းမြင်လဲသိသွားပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်